မင်္ဂလာပါရှင်အခုပြပေးမယ့်စာအုပ်ကလေးကတော့ Casco ကထုတ်ထားတဲ့ Creative Writing Book 1နဲ့ Book 2ပေါ့နော်သူကအသင့်တော်တဲ့အရွယ်ကတော့ recommended for primary 3 to 6ဆိုမှာ Book 1နဲ့ Book 2နဲ့ထွက်ပါတယ်ဒီစာအုပ်လေးရဲ့အဓိကရည်ရွယ်ချက်ကကြတော့ကလေးလေးတွေ writing ရေးတဲ့အခါမှာ idea မထွက်တဲ့ကလေးလေးတွေနောက် sentence ရေးတဲ့အခါမှာ short sentence လေးတွေပဲအသုံးပြုနိုင်သေးတဲ့ကလေးတွေနောက် conversation ရေးတဲ့အချိန်တွေမှာလည်း dialogue တွေကိုထည့်သွင်းမရေးတတ်သေးတဲ့ကလေးတွေအသုံးမပြုတတ်တဲ့ကလေးလေးတွေနောက်စကားပြောရမှာအောင်နည်းနည်းရှက်တဲ့ကလေးတွေပေါ့နော်ရှက်တယ်ဆိုတာကိုဘယ်လိုပြောမလဲကို speaking ပြောဖို့အတွက်ကိုနည်းနည်းတွေ့ဝေတာမျိုးပေါ့နော်အဲ့လိုကလေးလေးတွေနောက် creative writing skills အားနည်းတဲ့ကလေးလေးတွေအတွက်အကျဉ်းကိုကောင်းတဲ့စာအုပ်ကလေးပါတော့ကြဒီစာအုပ်ကလေးမှာဘယ်လိုပုံစံမျိုးလေးသွားထားလဲဆိုတော့ dialogue writing ကို step by step သင်ပေးထားတယ်creative thinking skills တွေတိုးတက်မယ်နောက်ပြီးသွားတဲ့အတွက်ပြီးသွားရင်ကျောင်းတွေနောက်ဒီtuition တွေပေါ့နော်ဒီhome class တွေမှာသင်မယ်ဟိဆိုရင်ကလေးတွေကိုclassroom activities လေးတွေလုပ်ခိုင်းလို့ရတဲ့အတွက်ဘာကောင်းသွားလဲဆိုတော့ speaking ရော writing ရောနှစ်မျိုးလုံးအတွက်ကိုတိုးတက်ကောင်းမွန်စေတဲ့စာအုပ်ကလေးဖြစ်ပါတယ်သူကဒီမှာရေးပြထားတဲ့အတိုင်းပဲပေါ့နော်သူ creative SEA dialogue ပုံစံနဲ့သွားထားတယ်တဲ့ SEA ရဲ့အဓိပ္ပာယ်ကကြတော့ creative speech emotion and action ပေါ့နော်ဆိုတော့ဥမာဒီဟိုပါပေါ့နော်ဒီစကားလုံးတစ်ခုပေါ့မှာအရင်ပြောနေတယ်ဆိုတော့ I'm happy ဆိုတဲ့စကားလုံးကို I'm happy ဆိုပြီးတော့ပဲရိုးရိုးပဲသုံးမလားသူ့ရဲ့ဒီ speech ရဲ့ emotion ရဲ့ action ရဲ့ကိုပေါ်ပြပြီးတော့ပျော်ရွှင်နေတဲ့ဟာကိုရေးခိုင်းမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့တွားထားတဲ့စာအုပ်ကလေးတစ်အုပ်ဖြစ်ပါတယ်ရှင်သူက grade 3 to 6သားမိမိတွေအတွက်ပေါ့နော်အရင်အောင်ကောင်းပါတယ်ဒါလေးကတော့အတွင်းနမူနာပြတာပါသူကဒီ dialogue activities ပေါင်းကဘယ်နှခုပါလဲဆိုတော့25ခုပါပါတယ်နောက်ပြီးသွားရင် reference တွေလည်းဒီမှာပါတယ်ပေါ့နော်ဆို answer key လည်းပါတယ်ဆိုဒီလိုပုံစံလေးပေါ့နော် creative dialogue 1အဲ့လိုမျိုးမှာကလေးလေးတွေကိုဒီ writing skill ကိုပေါ့နော်ဒီ writing skill တိုးတက်ဖို့အတွက်ပေါ့နော် creative writing skill တိုးတက်ဖို့ကိုသင်ပေးလို့ရတဲ့တကယ်ကိုကောင်းမွန်တဲ့စာအုပ်ကလေးပါမကြခင်မှာလဲsummer လေးကပိတ်တော့မှာဖြစ်တဲ့အတွက်ပေါ့နော် summer school holidays လေးကလည်းရှိတယ်ဖြစ်တဲ့အတွက်ကိုကလေးလေးက writing ပိုင်းအားနည်းနေတယ်ဆိုရင်ဒီစာအုပ်ကလေးကအရင်အောင်သင်တော့ပါတယ်တအုပ်ကိုလည်း1000ခွဲကျပ်နဲ့ပဲရမှာဖြစ်ပါတယ်ရှင်အဲ့တော့ grade 3 to 6တမီမီလေးတွေ writing နည်းနည်းလေးအားနည်းနေတယ်လို့ဟိုဖြစ်တဲ့မိမိဖြစ်ဖြစ်တွေနောက်ပြီးတော့ writing ကိုတစ်ဆင့်ပို့ပြီးတော့မြင့်ကျင်တဲ့ကလေးလေးတွေအတွက်ဆိုရင်ဒီစာအုပ်လေးအရင်အောင်ကောင်းပါတယ် stock လည်းအများကြီးမရှိပါဘူးเนาะဒါလေးကမြန်မာ book center မှာတအုပ်ကို1000ခွဲကျပ်နဲ့ဝယ်ယူအားပေးလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်